ယထာကတ်ထဲကိုငွေဖြည့်လို့မယ်ဆိုရင်ဒီဆက်တင်မှာတွားပြီးမှကိုယ့်ကိုငွေဖြည့်လို့ရပါတယ်ဒီလိုမျိုးကောက်တာတွေမှာတွားပြီးမှအကြာကြီးတန်းစီစရာမလိုတော့ပါဘူးဒီဆက်လေးတွေကိုအသုံးပြုပြီးမှကိုယ့်ကိုငွေတွားဖြည့်လို့ရပါတယ်ဘယ်လိုမျိုးဖြည့်ရလဲဆိုရကိုကျွန်တော်စပြပေးပါမယ်ငွေဖြည့်ဆက်နာရောက်ပြီဆိုရင်ကျွန်တော်တို့ကြည့်ရပါမယ် analyze cut ဆိုတဲ့ဟာနဲ့ပဲကျွန်တော်ထည့်ရပါမယ်ဒီဆက်မှာက analyze cut ဆိုတဲ့ဟာကို allow မပေးဘူးเนาะကျွန်တော်နောက်ဆက်တစ်ခုနဲ့ကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ် analyze cut ကို allow ပြတဲ့နေရာဆိုရင်ကျွန်တော် cut ကိုဒီကျွန်တော်ထောင်တဲ့နေရာလေးမှာဒီနေရာလေးမှာထောင်ထားရုံပါပဲပြီးရင် analyze cut ဆိုတဲ့ဟာကိုတွားဝင်ပါမယ်ပြီးရင် reload ဆိုတဲ့ဟာကိုကျွန်တော်တို့နှိပ်ပါမယ်နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာငွေသားတွေရွေးချယ်စရာရှိပါတယ်5ချက်ထည့်မလား10ထည့်မလားစာတူမှာကျွန်တော်နှိပ်လို့ရပါတယ်ကျွန်တော်ကတော့5ချက်ထည့်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်5ချက်ကိုရွေးချယ်ပါတယ်ပြီးရင်ကျွန်တော်ပတ်စံထည့်ပါမယ်တစ်ချက်တန်နဲ့ထည့်တဲ့အတွက်ကြောင့်5ရွက်ထည့်ရပါမယ်10ရွေးရဆိုရင်တော့10တန်တစ်ရွက်ထည့်နေရပါတယ်เนาะဒါစပြီးမှငွေထည့်နေပါတယ်ပြရနဲ့ဒီလိုမျိုးပို့လာပါမယ်ငွေ amount တင်เนาะငွေ amount ပို့လာပြီဆိုရင်သူကနေသူဒါ resource လုပ်နေပါတယ် processing လုပ်နေပါတယ်ပြီးရင်ပြီးပါပြီမိမိရဲ့ကတ်ကိုယူရုံပါပဲအားလုံးနားလေကြားလိမ့်မယ်လို့မျှော်လင့်ပါတယ် see you next video